呀，那么那么快呢？让哎呢？ဟမ် တကယ်ကြီးနဲ့အိမ်လားလေလက်ဖက်တုပ်လေးပါလောက်လေပါမင်းကလေ โอเคလောက်ပေးမယ် 来呀လက်ဖက်တုပ်ထားရအောင်လာထိုင်မင်းကလိုက်မသိဘူးတကယ်ကြီးနဲ့ရောက်တော့ရောက်ခိုင်းလက်ဖက်တုပ်လေးပါစားမယ် ရလက်ဖက်တော့ ဟာလက်ဖက်တုပ်ကဇွန်းမပါဘယ်လိုမျိုးစားဖို့ လူက4ယောက်ဘယ်နှချတော့ယူလာပေးရမလား တချောင်းဆိုရပြီ ၄ချောင်းယူလာပါ၄ယောက်ဆို တချောင်းဆိုရပြီဘာမြန်မြန်ပုံမှန်ဆိုလို့ ဘာဖြစ်လဲစားကိုယ့်ရင်လိုသဘောထားစား၄ချောင်းယူလာတော့ ပြီးရ ဘာလဲတကယ်ကြီးနဲ့လာတဲ့ဟာမင်းက ရဇော်လေးချောင်း ဟိုးဒီဇွန်းလေးကြောင့်ဘယ်လိုမျိုးစားဖို့ အော်အိမ်မှာလက်ဖက်တော့တစ်ထောက်ဝဲရှိတာလေလူ4ယောက်ဆိုတော့စားလို့လောက်တော့မှကိုဗီတော့များများလေးထည့်ပေးထားတာဒီဇော်လေးနဲ့ပဲလောက်အောင်စားကြ စားကိုခိုင်စားအားမနာနဲ့ကိုယ့်ရင်လိုသဘောထားနော်ကောစား အချိုရတောက်မလား အေးအချွေလေးပါလေလုံးလေတကယ်စားကောစားအားမနာနဲ့ကိုယ့်ရင်လိုသဘောထားနော်မင်းအိမ်ရတော့ရောက်ခိုက်စားရတာစားနော်ကွာမင်းမလုံးရက်လဲအဲ့စားကောစားအားမနာနဲ့မင်းရောက်တော့ရောက်ခိုက်စားရခဲ့လေဖတ်တော့မငါခက်လာရအချွေမင်းတော့စားဆို အချိုရအိမ်မှာတဝက်ပဲကြံတော့ရဒီခွက်လေးနဲ့4ယောက်မြတော့ 呀，那么快呢？让我这个前面没，呀，他搞啥？那没啥给人没？那啥给人没？那看着你了，要那要他妈吹大，那 ဒီတစ်ပတ်တော့ဒီဒီပုံတော့မှာ 啊没呀嘞，要都要开啥嘞？哦，啥他妈的看着你，俺们那的过年怎么的？哇嘞，那我白地老看不吧？မစိုးပါစကောင်းနေတော့မင်းကျက်တုံပြူလေးငရောက်သေးတယ်ကွာမင်းလောက်ရမင်းစားအမနာနဲ့စားကိုယ့်ရင်သဘောထားနော် ယူမလာကြည့်တော့သူ လောက်လိုက်ကျက်တုံပြူငရောက်သေးတယ်လောက်လိုက် โอเค ကောင်းဆိုအိုးနေပတ်တိနဲ့စီးပါလေရတော့မကြီးရှေး